Kiro ရဲ့ Huawei China Media Trick ကဒီနေ့နောက်ဆုံးရက်ပဲဆိုတော့ Kiro ဘယ်လိုကဲခဲ့တာလဲပြပေးမယ်ဒီနေ့အလုပ်လုပ်ဆရာမလို့ဆိုတော့မနက်ဆက်စားပြီးရင် shopping mall သွားရတော့မှာ Kiro ဖွဲ့အားလုံးကတော့မနက်တိုင်းဆိုရင်လူလို့ပါလို့ပဲစိမ့်ကျရဲ့နာမည်ကြီး The Miss Shopping Mall ရောက်ပြီစမရမိုက်ရမလားဒီ shopping mall မှာတုံရင်မှာနာမည်ကြီးရဲ့ရုပ်ထုတွေအများကြီးရှိတယ်လက်ရှာအရမ်းမြောက်တယ်ဘယ်လိုလုပ်ထားမှန်းမသိဘူး influencer အဖွဲ့ဆိုတော့ဘယ်တော့ကင်မရာထောင်ထားဖို့ကအဓိကပဲ shopping mall ကတော့တော်တော်ကျယ်တယ်ဒါပေမဲ့ K ကဘာမှဝယ်စရာတော့မရှိဘူးဈေးကြီးလို့နောက်ဆုံး coffee ဆိုင်ထိုင်ရင်းနဲ့ပဲပုံလှလှလေးရိုက်တော့မယ် so chill ဘယ်တော့အဲ့ဒီ transformation ရိုက်ဖို့ကားရက်လို့မရဘူးမရိုက်ခင်အဲ့ဒီအနောက်က background လာမလား Huawei ဆိုတဲ့စာပါမပါအရင်ချိန်ရသေးတယ်တပိုင်းကို၄-၅ခါလောက်တောင်ရိုက်လိုက်ရတယ်နော်ဒီတစ်ဖြက်ဆိုရင်လေ coffee ကမပါလို့ပြန်ရိုက်ရမယ် One, two, three, four, five, six, seven, 8, wait. TikTok sorry behind the scene အရင်ကိုရီဖို့ကောင်းတယ် Finally. ရိုက်ပြီးရင်ကိုလာမလားတယောက်ချင်းစစ်ပြင်စစ်ကြည့်ရခင်ဗျားတို့လည်းအဲ့လိုပဲမလားနေ့လည်စာမာလာရှန်ကိုမိုက်ပဲတော်အဲ့ဒီ transformation ကိုပဲရိုက်နေရတယ် IVA ရဲ့ဝန်ရုံးတောက်တဲ့ပဝန်းချာကြီးကိုလည်းတောက် transformation ရိုက်နေကမျက်မှန်ပြတ်သွားတယ်နေ့လည်စာစားပြီးတော့ Huawei ရဲ့ showroom ကိုရောက်လာတယ်ဒါပေမဲ့ကင်မရာရိုက်ပိုင်ခွင့်မရှိဘူးအားလုံးလည်းပြင်းနေပြီဆိုတော့ shopping mall ကိုပဲပက်လဲနေတာနောက်တစ်ခု shopping mall ပြန်ရောက်လာပြီ mini ဆိုထဲဝင်ပြီးတော့မလိုအပ်တဲ့ဟာကိုတော့အများကြီးဝယ်လိုက်တယ် အဲ့တော့ငါတို့တော့တယောက်တော့တယောက်တော့给的，咱们好了了。啊感动了一秒还辣嘞，肚子辣嘞。所有的快乐说嗨嗨 泡泡ဆိုင်ကနေတွိုက်လက်သွားတော့ K နဲ့တငယ်ချင်းကလမ်းပြောက်သွားသေးတယ်ဘယ်လိုပြောက်လဲဆိုတော့ K မဝင်းကလမ်းညွန်ပေးပြီးတော့ပြောက်သွားတာလမ်းပြောက်ရင်လည်း AC ပဲဗီဒီယိုရိုက်နေသေးတယ်ကြည့်မိုးချုံတော့လည်းအားလုံးပြင်းနေပြီဆိုတော့တရုတ် Grab ခေါ်ပြီးတော့ရှောက်သွားကြတယ်တရုတ်ပြည်မှာလည်း movie right ဆိုတော့ပြန်ရတော့မှာလေရင်မထွက်ခင်အားလုံးကစားပဲစားနေတာ Starbucks တောက်ချင်တာဒီမှာ35ကျပ်ပဲရှိတော့တယ်35 36 39ကျပ်ပဲရှိတော့တယ်45ကျပ်ကျတယ်ကြံလေးရယ်လူတွေစိုက်ပေးပါလေ 别没别没。那这贵 အဲ့ကျက်ဟိုရပြီအလူတွေ3ကျပ်2ကျပ်ခွဲ4 5ကျပ်ခွဲ6 9ကျပ်အိုးလောက်ပြီဟုတ်တယ်ပဲ ပြန်တော့မယ်ဆိုတော့တရုတ်ငွေကိုအကုန်လုံးတုံးပစ်ပါတယ် 我拍个视频这里面有多少钱 finally Starbucks 现在帮梦三欧美说不地位有等下那会妈妈吧。 ခုနကကျတော့ဘာခံစားချက်မှမရှိဘူးလေရင်ထွက်ခွာနေပြီဆိုတော့စိတ်ထဲမှာတမျိုးကြီးပဲနောက်ဆုံးတော့လေ Huawei China Media Trick ကပြီးသွားပါပြီကြည့်ပြီလားကောင်းရွေး